brother ခုဒီနေ့ဘယ်လိုညှက်မှာလဲ ဒါဆိုရင်လီယိုနာရိုကီနီနဲ့ဆင်ပါ လူနာတို့ညှက်ပြီးကျွန်တော်တလားဘက်ကိုတောင်းမှာ တော့ကုန်းမထိုင် နောက်ပါနဲ့မနောက်ပါနဲ့ okay လီယိုနာဒိုကေဆိုတော့ရှင်ကျွန်တော်ဘေးကိုပုံမှန်လောက်ပဲပါချင်တာ ပုံမှန်လားသူနဲ့နည်းနည်းတပုံးစမ်းနဲ့သူ့အောင်ညှက်ပြီဘုရားသူသားဆိုတော့သပင်တိုးပဲကြာ စပင်ပန်းရင်တော့ကျွန်တော်တာဝန်ယူတယ် Oh my god ကျွန်တော်ညှက်လိုက်လို့ရှင်တာလီယိုနာဒိုနောက်တစ်ယောက်ထပ်ပေါ်လာလေ လီယိုနာရိုကလုံး okay ညှက်လိုက်โอเค brother ညှက်ပြီးသွားပြီဆိုတော့အချိန်ကြီးကြိုက်လား ကွန်ပျူတာဆိုးဟိုက်ပါ ဟိုဒါဟိုကျွန်တော်လီယိုနာဒိုကလုံးမှုန်တော့ဒါဟိုလီယိုနာဒိုတက်ပိုက်တဲ့ original ကိုကျွန်တော်လုပ်ပေးလိုက် လီယိုနာရိုကကိုလောက်မလီယိုနာကိုကပေါ်ရလီယိုနာโอเค okay ဟုတ်ပြီ စားပြီးတော့လုံးဝဆောင်းရမ်းကောင်း ပုံစံအများစုပါပေါ့နော် classic အငိမ်တိုက်ကြိုက်တဲ့သူတွားတာပေါ့နော်ဒါကတော့ jelly တော့နည်းနည်းသုံးရတယ်ခြေသုံးရတယ် product ပေါ့နော် pomade တွေပေါ့သုံးရမယ်ဆိုဒီလို K ရပုံမိုက်တယ်ပေါ့နော် brother နဲ့လိုက်တယ် ကျွန်တော်ညှက်ပေးရ recommend ပေးတာကျေးဇူးတင်ပါတယ်။ဟောလဲလာဖို့အစီအစဉ်ရှိပါတယ်။တကယ်ချင်းလေးမှာခေါ်လာခဲ့ပါ ကျေးဇူးပါ to my channel.